ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်ကျမတို့ရဲ့ Playful Life Channel လေးမှာကြိုဆိုပါရရှင်ဒီကနေ့မှာတော့ဗုဒ္ဓဘာသာဝင်တိုင်းရဲ့အခြေခံအုတ်မြစ်၅ပါးသီလထဲမှာပါဝင်တဲ့ပါဏာတိပါဒသူတစ်ပါးအသက်ကိုတက်ခြင်းအကြောင်းကိုဓမ္မဒါနအနေနဲ့မျှဝေတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ငါးပါးသီလကိုအခါခတ်သိမ်းသာသနာတော်တွင်သာသနာတော်ပါ၌လူတို့ခေါ်ဝပစိုးကဲ့သို့အမြဲစောင့်ထိန်အပ်တဲ့သီလဖြစ်တဲ့အတွက်ကြောင့်နေစာသီလလို့ခေါ်ပါတယ်တသက်လုံးမကျိုးမပေါက်ရအောင်သူတော်ကောင်းတို့အလေးအမြတ်ပြုရမယ့်အချက်ဖြစ်တဲ့အတွက်ကြောင့်ကရုသမသီလလို့လည်းခေါ်ပါတယ်။အရိယာသူတော်ကောင်းတို့နှစ်သက်မြတ်လို့အပ်တဲ့အတွက်ကြောင့်အရိယာကန္တာသီလလို့လည်းခေါ်ပါတယ်။အိမ်ယာထူထောင်လူဝတ်ကြောင့်မှန်သမျှစောက်ထိန်အပ်တဲ့သီလဖြစ်တဲ့အတွက်ကြောင့်ကဟထသီလလို့လည်းခေါ်ပါတယ်။ငါးပါးသီလဆိုတာကိုယ်နှုတ်နှစ်ပါးလုံးကိုမကောင်းမှုများမပြုမိအောင်စောက်ထိန်ခြင်းရှောင်ကျဉ်ခြင်းဖြစ်တဲ့အတွက်ကြောင့်ဝိတ္တေသီလတစ်ပါတယ်။ပါဏာတိပါဒဝေရမဏိတိခါပဒံတမာရိယာမိပါဏာတိပါဒသူတစ်ပါး၏အသက်ကိုတက်ခြင်းမှာဝေရမဏိတိခါပဒံရှောင်ကျဉ်အားကြောင့်ကောင်းမြတ်သောတိခါဘုတ်ကိုတမာရိယာမိကောင်းစွာจิตသောခံယူစောင့်တည်ပါ၏သူတစ်ပါးအသက်ကိုတက်ခြင်းမှာရှောင်ကျဉ်ပါ၏ဟုဆိုရ၌သူတစ်ပါးအသက်ကိုသည်မိမိမှတပါအာလုံးသောတက်ရှိတတ္တဝါတို့၏အသက်သည်သူတစ်ပါးအသက်ပင်ဖြစ်ပါတယ်ဒါကြောင့်လူရဲ့အသက်ကိုတာမကတက်ရှိတတ္တဝါများဖြစ်ကြတဲ့ကျဘိုးတန်းဥကျွဲနွားတရိษံစသည်တို့ရဲ့အသက်ကိုမတက်ရပေတက်လျင်ပါဏာတိပါဒဖြစ်ပါတယ်ပါဏာတိပါဒကံမှာတပ်ပုကံမြောက်ဆုံးဖြတ်ချက်အကြောင်းအင်္ဂါ9ရက်ရှိပါတယ်နံပါတ်1ပါဏတက်ရှိတတ္တဝါဖြစ်ခြင်းနံပါတ်2ပါဏတင်ညီတာတက်ရှိတတ္တဝါဟုမှတ်တည်ခြင်းနံပါတ်3ဂါတစိတ်တာတက်လိုသောစိတ်ရှိခြင်းဒေစေလိုသောစိတ်ရှိခြင်းနံပါတ်4ဥပကမလုံးလာလဲပြုခြင်းနံပါတ်5မရဏထိုလုံးလာကြောင့်တည်ခြင်းဤအင်္ဂါ9ရက်နဲ့ညီလျင်ပါဏာတိပါဒကမ္မပဋ္ဌာမြောက်ပါတယ်ကမ္မပဋ္ဌာဆိုတာအပေသို့ရောက်ဖို့ရန်လမ်းကြောင်းဖြစ်သောကံကိုဆိုလိုပါတယ်ပါဏာတိပါဒကမ္မပဋ္ဌာမြောက်မယ်ဆိုရင်အပေဘုံ၌ပဋိသန္ဓေအကျိုးပေးနိုင်တဲ့စနကတတိဧကံရှိပါတယ်ကမ္မပဋ္ဌာမမြောက်လျင်ပဋိသန္ဓေအကျိုးပေးရန်ကိန်းသေးမဟုတ်ပေအင်္ဂါ၅ပါးအနက်တခုခုချိုးတဲ့လျင်တော်၎င်းသိစီလိုသောစိတ်မရှိခြင်းလုံလပြုမှုမရှိခြင်းဥပမာလမ်းသွားရင်နင်းမိ၍ပိုးကောင်ငယ်များတရား၌ပါဏာတိပါဒကံမထိုင်ရှေ့အင်္ဂါ၄ပါးစုံနေတော်လေနောက်ဆုံးအင်္ဂါတစ်ပါးဖြစ်တဲ့သိဆုံးခြင်းဟူတဲ့အင်္ဂါချိုးတဲ့မယ်ဆိုရင်ပါဏာတိပါဒကံမမြောက်ပါဘူးအပြစ်ကြီးမှုအပြစ်ငယ်မှုကိုဆိုရမယ်ဆိုရင်တတ္တဝါတို့ရဲ့ကိုယ်ကာယအကြီးငယ်ကိုလိုက်၍တော်၎င်းတတ္တဝါတို့ရဲ့အကျင့်တီလာတိတ်ခါကိုလိုက်၍တော်၎င်းအပြစ်အကြီးငယ်ကွဲပြားပါတယ်တတ္တဝါကကိုယ်ခန္ဓာကြီးလျင်လုံးလပယောကစိုက်ထုတ်ရမှုများတဲ့အတွက်ကြောင့်အပြစ်ကြီးပါတယ်တတ္တဝါကကိုယ်ခန္ဓာသေးလျင်ပယောကစိုက်ထုတ်ရမှုနည်းတဲ့အတွက်ကြောင့်အပြစ်ငယ်ပါတယ်ဥပမာစင်ကြီးကိုတက်မယ်ဆိုရင်လုံးလပယောကစိုက်ထုတ်ရမှုများပါတယ်စဘိုးကိုတက်မယ်ဆိုရင်လုံးလပယောကအားထုတ်ရမှုကမများပါဘူးအဲ့ဒီအတွက်ကြောင့်အပြစ်အကြီးအသေးကွာခြားပါတယ်အကျင့်တီလာတိတ်ခါဂုံရှိနေတဲ့သူကိုတတ်မယ်ဆိုရင်ထိုသူရဲ့အကျင့်တီလာတိတ်ခါဂုံကြောင့်အပြစ်ကြီးပါတယ်ဥပမာပုထုဇဉ်တယောက်တတ်မှုမှာယဟန္တာတတ်မှုလောက်တိတ်အပြစ်မကြီးတော့လေအကျင့်တီလာနဲ့ပြည့်စုံပြီဖြစ်တဲ့ယဟန္တာကိုတတ်မယ်ဆိုရင်အလွန်အပြစ်ကြီးပြီးတော့ပိစာနန္ဒီယကံထိုက်ပါတယ်ခုတ်တကပါတာအထကတာမှာပါဏာတိပါဒသူတစ်ပါးအသက်ကိုတက်သူတို့ခန်းစားတွေ့ကြုံရတဲ့မကောင်းကျိုး23မျိုးကိုဖော်ပြထားပါတယ်။နံပါတ်1ကိုအင်္ဂါချိုးတဲ့ခြင်းနံပါတ်2ကိုအင်္ဂါအချိုးအစာမကြခြင်းနံပါတ်3နှုံနေလေးဖင်ခြင်းနံပါတ်4ခြေဘဝလက်ဘဝမညီညွတ်ခြင်းနံပါတ်5မလှပမတင့်တယ်ခြင်းနံပါတ်6အယောင်အစင်းမပြောင်းဝင်းခြင်းနံပါတ်9အသားရည်ကြမ်းတမ်းခြင်းနံပါတ်10စောက်ရွထိတ်လက်ခြင်းနံပါတ်9ခွန်အားပလနေပါခြင်းနံပါတ်10စကားပြေပြည့်စွာမပြောတတ်ခြင်းနံပါတ်11လူအများမုန်းခြင်းနံပါတ်12မိမိပြိတ္တအကျဉ်းချင်းပျက်စီးခြင်းနံပါတ်13ထိတ်လန့်တတ်ခြင်းနံပါတ်14လက်နက်ဘေးအစိပ်ဘေးတင့်တက်ခြင်းနံပါတ်15သူတစ်ပါးပြောကကြောင့်တရားတတ်ခြင်းနံပါတ်16တွေဝေမိုင်မဲခြင်းနံပါတ်19ချွေရန်ပြိတ္တနေပါခြင်းနံပါတ်18ယုံရှာပွဲသောယုံအစင်းရှိခြင်းနံပါတ်19
ကုန်းကော်သောကိုယ်ရှိခြင်းနံပါတ်20အနာရောဂါများခြင်းနံပါတ်21စိုးရိမ်ကြောင်းကြမှုများခြင်းနံပါတ်22စစ်ခင်သောသားသမီးတို့နှင့်ကြွေကွင်းရခြင်းနံပါတ်23ဖြစ်လေရာဘဝ၌အသက်တူခြင်းတို့ဖြစ်ပါတယ်သူတစ်ပါးအသက်ကိုတက်ဖြစ်တဲ့သူဟာတေလွန်တဲ့အခါမှာအပယ်လေးပုံတို့ကြာရောက်ရပြီးဒုက္ခများစွာခံစားရပါတယ်။ဒါအပြင်ရှေးကုသိုလ်ကံကြောင့်အပယ်ပုံမှလွတ်မြောက်ကလူဘဝကိုရရှိခဲ့ပါကလည်းအောက်ပါအကျိုးများကိုခံစားရနိုင်ပါတယ်။နံပါတ်1အသက်တူခြင်းနံပါတ်2အနာရောဂါများကကျန်းမာမှုအားနည်းခြင်းနံပါတ်3အားအင်မရှိခြင်းနံပါတ်4ကြောက်ရွံ့တတ်ခြင်းနံပါတ်5စိုးရိမ်ပူပန်စိတ်များခြင်းနံပါတ်6သူတစ်ပါးရဲ့နှိပ်စက်မှုကိုခံရခြင်းနံပါတ်9သူတစ်ပါးတက်၍တော်၎င်းမိမိကိုယ်တိုင်ပြန်၍တက်၍တော်၎င်းသေရခြင်းနံပါတ်10ကိုယ်လက်အင်ကချိုယွင်းခြင်းနံပါတ်9ခန္ဓာကိုယ်ပြည့်ပြည့်မှုမရှိခြင်းနံပါတ်10မိမိချစ်ခင်နှစ်သက်သောသူများနှင့်ကြွေကွင်းရခြင်းပါဏာတိပါဒကံမကျူးလွန်အောင်စောင့်ထိန်တဲ့သူဟာသူဂတိဘုံသို့လာရပါတယ်အထက်မှာဖော်ပြခဲ့တဲ့စိုးကျိုး10မျိုးတို့ရဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ချမ်းသာဒုက္ခကိုလည်းခံစားရပါတယ်။မြတ်စွာဘုရားရှင်ရဲ့ကျောင်းတရားကမှာဖြစ်တဲ့ကောသလမင်းကြီးရဲ့မိဖုရားမန်လိကအလောင်းသည်ရှေ့အခါကသူတို့သမီးဖြစ်၍မိတ်ဆွေဧည့်သည်အတွက်ချက်ပြုတ်ကျွေးရန်ဟင်းလျာမရှိတဲ့အတွက်ကြောင့်အိမ်မှာရှိတဲ့စိတ်မကလေးကိုလဲလီတက်၍ချက်ပြုတ်ကျွေးမွေးခဲ့၏ထိုမကောင်းမှုပါဏာတိပါဒကံကြောင့်တေလုံးတဲ့အခါမှာအဝေစီငရဲ၌စိတ်မွေးအရေးအတွက်နှင့်အမျှနှစ်ပေါင်းများစွာခံစားရ၏ငရဲမှာလွတ်တဲ့အခါမှာလည်းဘဝပေါင်းများစွာသူတစ်ပါးကလေချောင်းကိုနင်း၍အသက်ခံခဲ့ရပါတယ်။စုံဒဝတ္တတမမြတ်စွာဘုရားရှင်သည်ရာဇဂိုပြီးဝေလူဝန်ကျောင်းတိုင်း၌တည်င်းသုံးနေတော်မူစဉ်စုံဒမြည်တော်သူသည်ဝက်များကိုမွေးမြူတက်ပြက်၍အသက်မွေး၏။တနေ့တွင်စုံဒဝတ္တတမသည်အနာရောဂါဖြစ်ပြီးအသက်ရှင်စဉ်ပင်အဝေစီငရဲမီအလောင်ခံရ၍ဝက်ကဲ့သို့အိမ်တွင်လှဲ့လေအော်မီနေရလေ၏။9ရက်မြောက်သောနေ့တွင်သေ၍အဝေစီငရဲ၌ခံစားရလေသည်အဘသက်သောအစတသက်မင်းသောတာပန်တည်ပြီး၍တရားသဖြင့်မင်းပြုတဲ့ကျေးဇူးရှင်ခမဲတော်ဗိမာန်တရမင်းကိုတတ်မိတဲ့အတွက်ကြောင့်အစတသက်မင်းသည်မက်ဖို့ရထိုက်သောကံပါလာတော်လေမက်ဖို့မရဘဲငရဲသို့ကြာရပါသည်ဖခမဲတော်ဟာပြစ်မှားမိသောအပြစ်ကိုဖော်ပြ၍မြတ်စွာဘုရားရှင်အားကြော်တော်ကြောင့်သာအဝေစီငရဲ၌မကြခံရပဲလောဟကုန်ပြီငရဲ၌အနှစ်6000ခံရလေသည်ရှင်မောက်ကလန်သည်ရှေးကအမိအဖကိုတက်ခဲ့သောအာကုသိုလ်ကံကြောင့်ခိုးသား900၏လက်ချက်ဖြင့်ပြိဋိဘံဆံရသည်မှာပါဏာတိပါဒကံ၏အကျိုးဖြစ်လေသည်ဓမ္မမိတ်ဆွေများရှင်အခုတင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဗုဒ္ဓဘာသာဝင်တိုင်းတည်ထားတင်သည်၅ပါးသီလထဲမှာပါဏာတိပါဒသူတစ်ပါးအသက်ကိုတက်ခြင်းအကြောင်းပဲဖြစ်ပါတယ်ရှင်နားဆင်ပေးခဲ့တဲ့ဓမ္မမိတ်ဆွေများအားလုံးနဲ့တကွာ32ပုံသားတတဝါအားလုံးကျမ်းမာချမ်းသာကြပါစေကြောင်းကျမတို့ပေးဖူးလိုက်တဲ့နေမှာဆုမူကောင်းတောင်းလိုက်ပါတယ်ရှင်